2020 2015 NLD မှာအနုပညာရှင်တွေလာပါဆိုပြီးတော့လက်ရက်ခေါ်ခဲ့တာတခုမှမရှိဘူး။အောက်ခြေရုပ်ရှင်အစည်းအရုံးမှာတပြက်စီးလဲတဲ့လူရောတပင်အစည်းအရုံးမှာတပြက်စီးလဲတဲ့လူကအဆက်ဥက္ကဋ္ဌတိအကုန်လုံးသူ့သူစားပြီးတော့ NLD အောင်နိုင်ရေးအတွက်ပါဝင်ခဲ့ကြတဲ့လူတွေအဲ့ဒီမှာကျွန်တော်ဒီ2020ပြည်ရဲ့အချိန်မှာ21မှာအာဏာသိမ်းတော့ကွဲပြားသွားကြတာဘာလို့တချို့ကလည်းဓာတ်မှုထားလို့ကြောက်ရတဲ့အရာမျိုးရှိတယ်လို့တချို့ကလည်းဘောကိုကြိုက်လို့ဘောကိုချစ်လို့sorry အဲ့ဒါကျွန်တော်ပြောတာဟိုပါဗောနော်နည်းနည်းရိုင်းသွားရင်နားလည်ပေးပါဆိုတော့ဘောမာတာကိုပြောတာပါနော်ဆိုတော့ရိုင်းသွားမှာဆိုလို့သူတို့ကြိုက်ပြတယ်ကြိုက်ငါတို့ကငါတို့ဘဘကြီးကဘလို့ဘဘကြီးဆိုတဲ့ဟာမျိုးယူသူတို့ကလိုချင်တာအဓိကတော့အခွင့်အရေးလိုချင်တဲ့အမှုပညာရှင်တွေပေါ့နော်ဆိုတော့အမေစုပြောခဲ့တဲ့စကားတစ်ခွန်းကဓာမိုးထားလို့ကြောက်ရတယ်ဆိုရင်ဓာမမိုးတဲ့ဘက်မှာရက်လိုက်ပါလားပြောခဲ့တဲ့စကားလေးရှိပါကျွန်တော်တို့ကဓာမမိုးတဲ့ဘက်မှာရက်ထားတာလေခုဆက်ပြီးတော့ကျွန်တော်တို့ကိုအောင်တော်ပေါ့နော်ကိုအောင်တော်ကိုအလဲပေးခြင်းတယ်ခင်ဗျအခုကျွန်တော်တို့မြန်မာနိုင်ငံမှာကအမှုပညာရှင်တွေဆိုတာကပြည်သူလက်ခုပ်တန်နဲ့ပြည်သူမေတ္တာနဲ့အားလုံးယက်တည်ကြတယ်ပေါ့နော်နှစ်ပေါင်းများစွာဒီပြည်သူလူထုရဲ့ထောက်ခံမှုနဲ့သူတို့ဟာယက်တည်နိုင်ခဲ့ကြတယ်သို့တော်ညာလည်းဒီနေ့အချိန်မှာနော်ဆရာနာရှင်ကပြည်သူလူထုကိုပို့ပြီးဒုက္ခရအောင်လုပ်မဲ့ကိစ္စတွေမှာအမှုပညာရှင်တွေကထဲထဲဝင်ဝင်တချို့ကတော့ပြောတယ်မတက်တာလို့ပြောပြီးမှတချို့ကတော့ကျွန်တော်တို့အမြင်ရပြည်သူတယောက်အနေနဲ့မြင်ရမယ်ဆိုရင်တကယ်ကိုစိတ်ရောကိုယ်ပါနော်သူတို့တွေပါဝင်နေတာမြင်ရတယ်ပေါ့နော်အဲ့ဒီအပေါ်မှာပြည်သူတွေမှာလည်းစိတ်မကောင်းဖြစ်ရတယ်ကိုချစ်တဲ့အမှုပညာရှင်တွေအခုလိုအာဏာရှင်တွေနဲ့မတရားမှုဘက်ကနေပြီးတော့အခုလိုပါဝင်နေတာကိုစိတ်မကောင်းဖြစ်ရတယ်ဆိုတဲ့အတွက်ကြောင့်ဒီကိုအောင်တော်တို့ဒီအမှုပညာအတိုင်းဝိုင်းမှာတပင်အတိုင်းဝိုင်းမှာရုပ်ရှင်အတိုင်းဝိုင်းမှာအမှုပညာအတိုင်းဝိုင်းမြောင်များစွာမှာကျင်လည်မှုတဲ့အပေါ်မှာအဲ့ဒီပြည်သူလက်ခုပ်တန်နဲ့ရက်တည်ပြီးတော့ပြည်သူကိုအစိတ်ခတ်မဲ့ဒီအမှုပညာရှင်တွေနဲ့ပတ်သက်ပြီးတော့အခုရဲ့ဒီအမြင်ရှုထောင့်လေးကိုကျွန်တော်တို့သိပြရစီခင်ဗျာဟုတ်ကဲ့ပါဆရာစုမင်္ဂလာပါမင်္ဂလာပါအဲ့ဒါနှစ်ပိုင်းရှိတယ်ဗျဟုတ်နှစ်ပိုင်းရှိတယ်ပထမတစ်ပိုင်းကကြတော့ကျွန်တော်တို့ဒီအာနာရှင်စနစ်ကိုကြိုက်တဲ့အမှုပညာရှင်တွေတတ်ရှိတယ်ဆိုအာနာရှင်စနစ်အောက်မှာမကြိုက်ပေမဲ့အာနာရှင်စနစ်ရဲ့လုံသမျှကိုငြိမ်ခံပြီးတော့အပြင်ကိုထွက်လို့မရတဲ့အမှုပညာရှင်တွေကတစ်ပိုင်းဆိုတော့နှစ်ပိုင်းပေါ့နော်အာနာရှင်စနစ်အောက်ကိုရဲ့အာနာရှင်ရဲ့သွားနေတဲ့သူ့ရဲ့ပေးစာကမ်းစာလေးတွေစားပြီးတော့ကျွေးတာမွေးတာလေးတွေစားပြီးတော့ဒါလေးတွေကိုသဘောကျတဲ့အမှုပညာရှင်တွေအတန်းစီတယ်အဲ့လူတွေအကုန်လုံးကလည်းကျွန်တော်တို့ဒီအာနာရှင်စနစ်260လောကမှာကျင်လည်ခဲ့တဲ့အမှုပညာရှင်တွေများတယ်ဆိုတော့ဥပမာပေးပြီးပြောရမယ်ဆိုရင်ဦးနေအောင်လို့ပေါ့နော်ဦးနေအောင်ကြီးလို့ပေါ့ငါမြည်တွေငါသားတွေငါမြစ်တွေအတွက်ငါကောင်းပါတီကိုကြည့်ကြမယ်မူကိုကြည့်ရမယ်သူပြောရတယ်ဒါကကောင်းလားမကောင်းလားဆိုတော့တနိုင်ငံလုံးသိတယ်တနိုင်ငံလုံးသိတယ်ပါတီကကောင်းရင်ပါတီကပြည်သူပေါ်ငဲ့ညာတော့ပါတီတွေပေါ်ထွက်လာခဲ့ဘူးလားပါတီစုံဒီမိုကရေစီသူတို့ပြောတယ်အဲ့ဒီမှာမိမိဆန္ဒမပါဘဲနဲ့အတဲအာဓမ္မမင်းတို့ဒါမလုပ်ပြီးမင်းတို့ဖမ်းမှာကွာမင်းတို့ဓာမိုးထားတယ်တနတ်မိုးထားတယ်အဲ့ဒီလူတွေရဲ့မျက်နှာကိုကြည့်လိုက်တာနဲ့စိတ်ပါတယ်မပါဘူးဆိုတော့တန်သိတာဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ပြောပြရမယ်ဆိုရင်ပေါ့2020 2015 NLD မှာအမှုပညာရှင်တွေလာပါဆိုပြီးတော့လက်ရက်ခေါ်ခဲ့တာတခုမှမရှိဘူးအမှုပညာရှင်တွေကိုယ်တိုက်ကဥမာကျွန်တော်တို့နိုင်ငံမှာ NGO ဖွဲ့စည်း3ခုပေါ့နော်ဆိုတော့ရုပ်ရှင်နဲ့ပတ်သက်တဲ့ရုပ်ရှင်စီယုံဂီတနဲ့ပတ်သက်တဲ့ဂီတစီယုံဟိုမှာတပင်နဲ့ပတ်သက်တဲ့တပင်စီယုံဆိုတော့ NGO အဖွဲ့စည်း3ခုဆိုတော့ပြည်တွင်းမှာရှိတယ်အဲ့3ခုလို့အကုန်လုံးကအောက်ခြေရုပ်ရှင်အစည်းအရုံးမှာတပြက်စီးလဲတဲ့လူရောတပင်အစည်းအရုံးမှာတပြက်စီးလဲတဲ့လူကအဆက်ဥက္ကဋ္ဌတိအကုန်လုံးသူ့သူစားပြီးတော့ NLD အောင်နိုင်ရေးအတွက်ပါဝင်ခဲ့ကြတဲ့လူတွေအဲ့ဒီမှာကျွန်တော်ဒီ2020ပြည်ရဲ့အချိန်မှာ21မှာအာဏာသိမ်းတော့ကွဲပြားသွားကြတာဘာလို့တချို့ကလည်းဓာမိုးထားလို့ကြောက်ရတဲ့အရာမျိုးရှိတယ်လို့တချို့ကလည်းဘောကိုကြိုက်လို့ဘောကိုချစ်လို့sorry အဲ့ဒါကျွန်တော်ပြောတာဟိုပါဗောနော်နည်းနည်းရိုင်းသွားရင်နားလည်ပေးပါဆိုတော့ဘောမာတာကိုပြောတာပါနော်
ဆိုတော့ရိုင်းသွားမှာဆိုလို့ဆိုတော့အဲ့ဒါတွေကဘာလို့ဆိုတော့သူတို့တွေကကျွန်တော်အနုပညာရှင်တွေဆိုတဲ့လူတွေကပတ်စံကိုမျှော်မှန်းကြတယ်ဗျနောက်တစ်ချက်ပတ်စံနှစ်ချက်ကအခွင့်အရေးအဓိကတော့အခွင့်အရေးလိုချင်တဲ့အနုပညာရှင်တွေပေါ့နော်ဆိုတော့အမေစုပြောခဲ့တဲ့စကားတစ်ခွန်းကဓာမိုးထားလို့ကြောက်ရတယ်ဆိုရင်နဲ့ဓာမမိုးတဲ့ဘက်မှာရက်လိုက်ပါလားပြောခဲ့တဲ့စကားလေးရှိပါကျွန်တော်တို့ကဓာမမိုးတဲ့ဘက်မှာရက်ထားတာလေဒါပေမဲ့သူတို့မှာကြံခဲ့တဲ့စီးစိမ်ဥစ္စာဆွေမျိုးသားပဲတူပေါ့နော်အဲ့လိုတော့ပြောကြတော့အများကြီးပေါ့ငါတို့မှဒီရသုံးမကုန်ဖြုံးမကုန်တဲ့အရာတွေလည်းရှိပါတယ်ရှိကောင်းလည်းရှိဒီလိုမျိုးအချိန်ခါမှာတိုင်းပြည်အတွက်အရေးကြီးတာဆိုတော့တိုင်းပြည်ကိုကျွန်တော်တို့ဟိုဘယ်လိုခေါ်မလဲအမှုပညာရှင်တွေတော်တော်များများကပြည်သူပါဝင်လာအောင်လှုပ်ဆော်ပေးတဲ့နေရာမှာအခရာကျခဲ့တာဟုတ်ဆိုတော့ပါတီတွေအတွက်လည်းအလုပ်လုပ်ခဲ့ကြတယ်လို့အခုလက်ရှိမှာသူတို့ပြောတဲ့ကြက်ခိုင်ကြီးပေါ့နော်ကြက်ဖို့ပေါ့ကျွန်တော်တို့ခေါ်ကြက်ဖို့သူတို့ပြောတဲ့ကြက်ခိုင်ကြီးပေါ့ဆိုတော့ကြက်ခိုင်ကြီးအတွက်ကိုအောင်နိုင်ရေးအတွက်ရိုက်ပေးရတဲ့အမှုပညာရှင်တွေတဲမှာပျော်ပျော်ရွှင်ရွှင်ပြုံးပြုံးရွှင်ရွှင်နဲ့ရိုက်ပေးတဲ့အမှုပညာရှင်တွေရှိတယ်လို့မျက်နှာမသာမယာနဲ့အဝတ်စားတော်ဖယိုဖယဲနဲ့ရိုက်တဲ့အမှုပညာရှင်တွေရှိကြတာပဲလေဒါသူ့ခွင့်ရေးပဲခုနဆရာမပြောတော့အခွင့်အရေးတွေဆုံးရှုံးရတာလေအမှုပညာရှင်မှမဟုတ်ဘူးတတိုင်းပြည်လုံးအခွင့်အရေးဆုံးရှုံးရတာခုနပြောတယ်မလားဆရာမပြောရတဲ့ထဲမှာပါပါတယ်ရွေးကောက်ပွဲကိုတယောစားရွေးကောက်ပွဲကိုနှောက်ယှက်တာအသေးလေးပေးတာလိုက်လေးပေးတာတော့ဖမ်းတယ်ဆိုတော့ပြည်သူအုပ်ချုပ်နေတဲ့လူကတော်တော်ယူနေလို့ဖြစ်နေတယ်ဒီလိုဥပဒေမျိုးတော့လားဆိုတော့ပြည်သူကဘာခွင့်ရမှမရှိတော့ဘူးမြောက်ကိုရီးယားလိုလုပ်ပြတာဘဲမှာထွက်ပေါက်လည်းမရှိတော့ပြည်သူထွက်ပြီးတေးတဲ့ဟာမျိုးနဲ့မိအောင်ဖမ်းပြီးတော့လုံးမှာပဲဆိုတဲ့အရာမျိုးကိုသူကဇက်သွင်းတာရှင်းပြောရရင်အဲ့ထဲမှာလည်းအမှုပညာရှင်တွေလည်းပါတယ်အဲ့အမှုပညာရှင်တွေအခေရလေသူတို့ကြိုက်ပြတယ်လေကြိုက်ငါတို့ကငါတို့ဘဘကြီးကဘလို့ဘဘကြီးဆိုတဲ့ဟာမျိုးကိုသူတို့ကလိုချင်တာဟုတ်ကဲ့ခင်ဗျဒါတွေကကျွန်တော်တို့2020မတိုင်ခင်ကျွန်တော်တို့2008ဟိုက2009ရွှေရောင်ဒေါ်လာရေးပြီးတော့2008 2009ပါ2010မရောက်သေးဘူးเนาะ2008 2009မှာအနုပညာရှင်တွေအကုန်လုံးအဓိကတပင်အဲ့တော့ကတပင်ကိုသူကလုံးဝတပင်ကိုကင်ပြီးတော့အနုပညာရှင်တွေစီးရုံသွားတာဘာတွေလုပ်ခဲ့လဲဆိုကိုင်းကြီးတွေလုပ်ခဲ့တယ်ပြီးရင်ကျွန်တော်တို့ဘွဲတော်တွေလုပ်တယ်အခုခုနအခုပြောတဲ့ပေါ့စီကိုမေးတဲ့မေးခွန်းတွေမှာလို့ပဲမြို့နယ်တိုင်းရက်ကွက်တိုင်းမှာပွဲလန်းသပင်တွေရှိပါတယ်ဆိုတဲ့အရာကိုဖော်ဆောင်ခဲ့တာအဲ့တော့ကျွန်တော်တို့လည်းကခဲ့ရတယ်အမှန်တိုင်းပြောတာဘာလို့ကျွန်တော်တို့ကဘာကြောင့်ကခဲ့ရတယ်လို့ပြောရင်ဒီလိုနားမလည်ခဲ့ဘာလို့နားမလည်ခဲ့ဆိုကျွန်တော်တို့မိသားစုတွေထမင်းစားဖို့အတွက်ကျွန်တော်တို့မိသားစုတွေအသက်ဆက်ရှင်ဖို့အတွက်တနေ့လုံးမှတနေ့စားရတဲ့ဘဝထဲမှာရှင်သန်နေရတဲ့လူတွေဖြစ်တဲ့အတွက်ကိုယ့်ရဲ့စားဝတ်နေရေးအတွက်အလုပ်လုပ်ရအဲ့ဒီမှာမှဘာဖြစ်လဲဆိုတော့ဓာတ်ရုပ်ကျွန်တော်တို့ဒီနိုင်ငံကြီးဆိုတော့ဘာမှမသိအောင်အခုလည်းပြည်သူကိုသူတို့ကအဲ့လိုလုပ်တာဘာမှမသိအောင်ခုရက်မြို့နယ်တိုင်းရက်ခွက်တိုင်းမှာဘွဲတွေလုပ်တယ်ငင်းနေပါပြီပေါ့အမှန်တကယ်တော့အဲ့ဒီအချိန်တုန်းတွေကကျွန်တော်တို့ဒီတိုင်းရင်းသားပြည်နယ်တွေမှာစစ်ပွဲတွေကခဏဖြစ်ကြဒါတွေကိုတကယ်ကိုပြည်သူကစိတ်ဝင်စားအောင်ကိုသူကပွဲလန်းတဲ့ပြည်တွေလုပ်တယ်ဥပမာရုပ်ရှင်စီးရုံးဆိုရုပ်ရှင်စီးရုံးကဘာဘယ်မှာလုပ်လိုက်တပင်စီးရုံးကဘယ်မှာပွဲတွေလုပ်လိုက်ပွဲမေးတွေယူလိုက်ဘယ်အဖွဲ့အကုန်လုံးကလုံခြုံရေးပေးမယ်ဆိုတော့ဘယ်နေရာတွေမှာသူတို့စတည်ပြီးအဲ့လိုကောင်းတယ်ပေါ်ခဲ့လဲဆိုတော့ရန်ကုန်မြို့နဲ့မန္တလေးမြို့တောင်ကြီးတို့အဲ့လိုမြို့တွေမှာအဓိကထားဥပမာကြောက်ပရောင်းအဓိကထားပြီးတော့သူတို့တွေပွဲတွေလုပ်တယ်ပြီးတော့မှဒီဘက်မှာသူတို့2010မှာအာဏာရတဲ့အချိန်မှာငင်းငယ်ရေးဆိုတဲ့စင်တာကြီးပေါ်လာတဲ့အချိန်ကျမှပွဲတွေကိုပါလုပ်လဲဆိုတော့နေဘက်တွေကားလို့ရအောင်တစ်ချက်ချင်းစီစဉ်သွားတယ်အဓိကကြတဲ့အရာကိုပြောပြတာဆိုတော့သူတို့သွားနေတဲ့ရှောက်လန်းနေတဲ့ process ကြီးကဟိုတုန်းကလုပ်ခဲ့တဲ့အတိုင်းပဲအခုလည်းအဲ့လိုပြန်လုပ်တာအဲ့လိုပြန်လုပ်တဲ့အချိန်မှာအမှုပညာသမားတွေကိုပတ်စံကိုနေအောင်ပေးတာဗျ9 သိန်းရတဲ့လူကို10 သိန်းပေးတယ်3 သိန်းရတဲ့လူကို6 သိန်းပေးတယ်တစ်ဆနှစ်ဆခုတ်တက်ပြီးပေးတာ
အဲ့တော့အဲ့မှာဘာဖြစ်လဲဆိုတော့အရန်ကြိုက်တဲ့ငွေကြိုက်တဲ့အမှုပညာရှင်တွေကတော့အဘပေါ့ငွေမကြိုက်တဲ့အမှုပညာရှင်တွေလည်းရှိပါတယ်ဒါပေမဲ့သူတို့မှာစားဝတ်နေရေးအရာလဲလှုပ်ဆောင်နေရတယ်လို့ဓာမိုးထားလို့လည်းကြောက်ရတာပေါ့နောက်ပြီးတော့ဒီဘက်မှာရောက်နေတဲ့အမှုပညာရှင်တွေလို့သူတို့မစွန့်စားရဘူးအဲ့တော့အဲ့လိုလူတွေကဘာဖြစ်သွားလဲဆိုတော့အဘရဲ့တွားတဲ့ယထာကြီးပေါ့လိုက်ကြပေါ့ရှင်းရှင်းပဲမင်းတို့အဘခေါင်းတွေကြီးခေါင်းတွေကြီးခေါင်းတိုင်ကြီးဆိုရင်မင်းတို့ကနောက်ကနေပြီးတော့အဲ့ခေါင်းတိုင်နောက်ကကျွန်တော်တို့ဟိုတုန်းကယထာကြီးရှိပါတယ်ဗါလေကြောက်မီးသွေးထိုးရယထာလို့ပေါ့မင်းတို့ကြောက်မီးသွေးထိုးပေါ့ဒါပဲရှိတာပဲဆိုတော့အနုပညာရှင်တွေအကုန်လုံးကဟိုပြောရရင်တော့ပတ်စံကြောက်ပါတယ်လို့ပတ်စံမရှိတဲ့လူကလည်းပတ်စံလေးပြလိုက်တဲ့အခါကျမိသားစုစားဝင်နေပြည်လေအောင်လုပ်ကြတဲ့လူတွေလည်းရှိတယ်အဲ့ဒီမှာမှဘာမောကုန်ကြတာပေါ့ဗျာဆိုတော့ဆရာခုနပြောသလိုပေါ့ကျွန်တော်တို့အနုပညာတွေသမားတွေကိုဖြတ်စည်းတာလေသူတို့ပဲအနုပညာသမားတွေပြက်ကုန်တာလေသူတို့ကြောင့်ပဲခုဆိုရင်တချို့အနုပညာသမားတွေဆိုစင်မော်ထီတောင်တက်ပြီးတော့မိဘကိုလှုပ်ကြွေးပါပေါ့ရေးကြည့်တာတငယ်ချင်းပေါင်းသေးတယ်ဆိုအဲ့လိုကောင်မျိုးတွေရှိနေတဲ့လူငယ်တွေဖြစ်ပြီးတော့လူငယ်ဆိုတဲ့အုံနောက်အတိညာအတွေးခေါ်တော့မရှိဘဲနဲ့စင်မော်တက်ပြီးတော့ပြောရင်ပေးတဲ့ကိုမျက်နှာချူမျက်နှာလေးပြမျက်ရည်လေးချူလိုက်အဲ့လိုလူမျိုးတွေရှိနေတဲ့ကျွန်တော်နိုင်ငံလူငယ်တွေကြံခဲ့တဲ့လူငယ်တွေမှာမတွင်းဝင်စရာပဲတကယ်တောထဲတောင်ထဲမှာအခုလက်ရှိအသက်ပေးနေတဲ့လူငယ်တွေကအဲ့ဒီလူငယ်တွေတဲ့အစာပေါင်းများစွာတန်မိုးရှိတဲ့လူငယ်တွေကြီးပဲဆရာဝန်တွေပါတယ်လို့အင်ဂျင်နီယာကျောင်းသားတွေပါတယ်နော်ကျွန်တော်တို့ဒီဘာသာပေါင်းစုံကကျောင်းသားတွေအားလုံးကတိုင်းပြည်အတွက်အသက်ပေးနေကြတဲ့ကလေးတွေအဲ့လိုကောင်မျိုးတွေစင်မော်တက်ပြီးတော့ဗျမ်းမရာတွေပြောပြီးတော့ပြည်သူမျက်ရည်ချူတဲ့ကောင်တွေကတန်ဖိုးရှိလားကျွန်တော်တို့ဒီဘက်ကတိုက်ပွဲဝင်နေရဲဘော်တွေညီကိုလေးတွေကတန်ဖိုးရှိလားဆိုတော့ကျွန်တော်တို့ကဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်ခွဲခြားလို့ရနေပြီအဲ့တော့အနုပညာရှင်တွေအားလုံးဟာအဓိကကျွန်တော်ပြောချင်တာကတော့ပါမောသွားကြတာများပါတယ်လို့ဟုတ်ကဲ့ပါကိုအောင်တော်ရေကိုအောင်တော်ပြောတဲ့အထဲမှာကျွန်တော်ပြည်သူတယောက်အနေနဲ့ခံစားမိတာပေါ့နော်ကျွန်တော်တို့နိုင်ငံကြီးကိုစိတ်ဒုက္ခတွေတောကတွေမြောင်များစွာဖြစ်အောင်ဖန်တီးထားတယ်ပြီးတော့နေရာတိုင်းမှာပွဲလန်းသပင်တွေလိုက်ပြီးတော့စီစဉ်တယ်ဆိုတော့ကျွန်တော်တို့အမှန်တိုင်းပြောရကျွန်တော်တို့ကဘာသာရေးအတိုင်းမှာနေခဲ့ပြီမဲ့အဲ့ဒီအတန်လေးတွေကြားရင်ကိုကြည်နူးကြတယ်ဗျာနော်ငါတို့နေရာမှာပွဲလေးရှိတယ်ဆိုပြည်သူကတော့ယူယူသားသားဗျာတသက်လုံးစိတ်ဆင်းရဲရတယ်ဟိုခုနရှိမှအခုပြောသလိုစားဝတ်နေရေးအတွက်အလုပ်လုပ်ကြရတယ်သူတို့ပင်ပန်းတယ်ဗျာဆိုတော့တနေ့ကိုရီးယားကားလေးနိုင်ဝက်လောက်ကြည့်ရင်ပြည်တယ်ဟိုကျေနပ်နေရတဲ့ပြည်သူကဇက်ပွဲတပင်ပွဲဆိုတော့ပူသဘောကျတာပေါ့နော်သူတို့တွေရဲ့ဒီစီမံမှုတွေကအခုတို့ဒီလိုနုပညာသမီးတွေပြောပြမှာကျွန်တော်တို့ကပိုသိရတာပေါ့နော်ကျေးဇူးအများကြီးတင်တယ်ပြည်သူလူထုကလည်းအခုတို့ဒီပြောတဲ့အတန်တွေနားထောင်ပြီးတော့သူတို့ဟိုမျက်စိထဲမှာကွက်ကွက်ကွင်းကွင်းပေါ့နော်စစ်အာဏာရှင်တွေရဲ့ဒီလောက်ကြံမှုတွေလောက်ဇက်တွေကိုမြင်သွားရမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ကိုကျေးဇူးအများကြီးတင်ပါတယ်နော်